ရှိတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ်မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခရီးထွက်เสียရရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကိုအနားခေါ်တိုးတိုးတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတေးသေးချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချเสียရပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်ကမြင်နေတယ်မြင်နေတော့မြင်မာများလာတော့ကြက်တူကြီးအငယ်ကောင်ကပြောချင်ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကူကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကူဖြစ်တဲ့ကြက်တူကြီးကဖះလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောက်နိုင်ဘူးမစောင့်နိုင်ဘူးဟင်ဒကမာကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောခြင်းတာကိုမအောက်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောခြင်းလွန်းလို့ဟင်ဒကမာကြီးတွေမှန်ပါဗျာအေးအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောက်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးတွေသွားပြီးတော့အမေခမရဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူဒုက္ခပဲဒီကောင်တိတ်သွားပြီလူဆိုတော့ညံရှိတယ်ညံမမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲ့တဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေပင်ကိုလိမ်